အခုတခါကျမရဲ့မိတ်ဆွေများကိုကျမအနေနဲ့ဥပဒေဘုသူတဝေမျှပေးသွားမှာကတော့เนาะအားပေးကူညီခြင်းเนาะအားပေးကူညီခြင်းအကြောင်းကိုဥပဒေဘုသူတဝေမျှပေးသွားမှာဖြစ်ပါတယ်เนาะအဲ့တော့အားပေးကူညီခြင်းနဲ့ပတ်သက်ပြီးတော့เนาะဘယ်လိုပြုလုပ်မှုတွေကအားပေးကူညီရာရောက်တယ်လဲဆိုတာကိုเนาะအရင်ဆုံးရှင်းပြပေးသွားမှာပါเนาะအဲ့တော့အားပေးကူညီရာရောက်ခြင်းเนาะအောက်ပါအပြုအမူတရက်ရက်ဖြစ်လို့ရှိရင်เนาะအောက်ပါအပြုအမူတရက်ရက်ဖြစ်လူတယောက်ကိုเนาะလောက်ရတစ်ခုခုပြုလုပ်စေဖို့အခြားတစ်ယောက်ကအားပေးကူညီလို့ရှိရင်เนาะအားပေးကူညီရာရောက်တယ်လို့ပြည်မှုဆိုင်ရာဥပဒေပုံမှန်เนาะပြည်ဆိုင်ရာဥပဒေပုံမှန်တရားခွန်မှာပြဋ္ဌာန်းထားတယ်เนาะအဲ့တော့လူတယောက်ကလောက်ရတစ်ခုကိုလှုပ်စေဖို့လှုံ့ဆော်တယ်เนาะနှစ်အခြားသူတဦးနဲ့ပဲဖြစ်ဖြစ်အဲ့လိုလှုံ့ဆော်မှုဟာအများနဲ့ပဲဖြစ်ဖြစ်ပူးပေါင်းကြံစီတယ်เนาะနောက်ကြံစီတဲ့အတိုင်းလောက်ရတစ်ခုကိုပြုလုပ်ဖို့ရည်ရွယ်ပြီးတော့เนาะပြုလုပ်မှုဒါမှမဟုတ်ဥပဒေနဲ့မညီတဲ့ပြက်ကွက်မှုတစ်ခုကိုပေါ်ပေါက်လာတယ်เนาะသူတို့ပြုလုပ်မှုကြောင့်เนาะသုံးကပြုလုပ်မှုတော့မဟုတ်ဥပဒေနဲ့မညီတဲ့ပြက်ကွက်မှုနဲ့လောက်ရတစ်ခုပြုလုပ်စေဖို့ဖြစ်ပွားစေဖို့အတွက်အဲ့ဒီလူကတမင်ကူညီပံ့ပိုးတယ်เนาะ